မင်းအတွက်လုံလောက်ပြီဆိုတဲ့မျိုးကိုမင်းကိုယ်တိုင်တတ်မှတ်တာမဟုတ်ရင်ကဘာကြီးကအဲ့ဒီမျိုးကိုအမြဲရှေ့ကိုရွှေ့နေမှာကျွန်တော်တို့ V5mm ရဲ့အတွေ့အခေါ်ခီးစဉ်ကနေတပံပြန်လေးကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ chapter 2မှာကန်တရားနဲ့စွန့်စားရမှုရဲ့အမှုပညာကိုလေ့လာခဲ့ကြပြီးဆိုတော့ဒီကနေ့မှာတော့လူသားတွေရဲ့ရင်ထဲမှာအနှက်ဆိုင်ဆုံးကိန်းအောင်နေတဲ့လောဘရဲ့အကြောင်းကိုဖွင့်ချမယ် chapter 3ရဲ့စာမျက်နှာကိုလန်လောလိုက်ရအောင်ဗျာဒီခန်းရဲ့ခေါင်းစဉ်ကတော့နေဘနော်ဘယ်တော့မှမလုံလောက်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဘဝမှာရေငက်လို့ပင်လေရေကိုတောက်မိတဲ့အခါရေငက်ပြီးမသွားပဲပိုပြီးစာလာတတ်တယ်လို့ပါပဲငွေကြီးနဲ့အောင်မြင်မှုဆိုတာလေလုံလောက်ပြီးဆိုတဲ့နေနမိတ်ကိုကိုယ်တိုင်မတတ်မှတ်နိုင်အဆုံးမရှိတဲ့ပြိုင်ပွဲကြီးတွေမှာပျက်စီးသွားတတ်ကြပါတယ်စာရေးဆရာမော်ဂန်ဟူစီကဒါကိုသတိပေးဖို့အတွက်စာအုပ်ထဲမှာရှင်သက်ရှင်မွေးပဲဖြစ်ရမှန်ဥမာတွေကိုချပြထားပါတယ်စာရေးဆရာကကမ္ဘာထိပ်သီးစီးပွားရေးသမားကြီး2ယောက်ရဲ့ဘဝနေကုန်းကိုတက်တည်ပြခဲ့ပါတယ်ပထမအချက်ကရာဂျက်ကူရာသူကအိန္ဒိယကစင်ရဲသားကောင်လေးဘွားကနေကမ္ဘာအကြီးဆုံးကုမ္ပဏီရဲ့ CEO ဖြစ်လာခဲ့သူပါဒေါ်လာတန်ကျပ်ဘီလီယံပေါင်းများစွာချမ်းသာပြီးသားဖြစ်လို့နောင်လာနောက်သားတွေပါတုံးမကုန်ပြည့်စုံနေပါပြီဒါပေမဲ့ကမ္ဘာအီလစ်ဘီလီယံနာတွေနဲ့ပေါင်းမိသွားတဲ့အခါငါမှတန်တရားပဲရှိတယ်သူတို့လိုဘီလီယံကြီးမချမ်းသာသေးဘူးဆိုတဲ့အားမလို့အားမရစိတ်ဝင်လာခဲ့တယ်အဲ့ဒီလောဘကြောင့်ပဲသူဟာကုမ္ပဏီရဲ့အတွင်းလိုအပ်ချက်တွေကိုတရားမဝင်ပေါက်ကြားပြီးစတော့ရှီယာကစားခဲ့လို့နောက်ဆုံးမှာတော့အရှက်တကွဲနဲ့ထောင်ထဲရောက်သွားခဲ့ရပါတယ်ဒုတိယအချက်ကပါနီမာတော့သူဟာအမေရိကန်စတော့ဈေးကွက်ရဲ့ဥက္ကဋ္ဌဟောင်းဖြစ်တယ်လို့အလွန်အောင်မြင်တဲ့ရင်းနှီးမြှုပ်နှံသူပါသူတရားဝင်ရှာဖွေထားတဲ့ငွေကြီးနဲ့ဂုဏ်သိက္ခာဟာအထက်တန်းကျလာပါပြီဒါပေမဲ့မလုံလောက်သေးဘူးဆိုတဲ့အလိုရမဲ့ကြောင့်ပဲကမ္ဘာသမိုင်းမှာအကြီးမားဆုံးငွေလိမ်မှုကြီးကိုလုပ်ခဲ့ပြီးနောက်ဆုံးမှာတော့အားလုံးပြည့်စည်ပြီးထောင်တန်းနှစ်150ကြာခဲ့မှာထောင်ထဲမှာပဲဘွားနေကုန်းချုပ်သွားခဲ့ရပါတယ်ဒီဖြစ်ရတွေကိုကြည့်ပြီးသူတို့ကဘီလီယံနာတွေမဟုတ်ပါငါတို့နဲ့မဆိုင်ပါဘူးလို့မတွေးလိုက်ပါနဲ့ဒါဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲမှာအမြဲဖြစ်ပျက်နေတာပါမြင်တော့ဥပမာတစ်ခုနဲ့ကြည့်အောင်ဗျာသင်ဟာဘောလုံးပွဲတစ်ပွဲကိုကစားနေတယ်ဆိုပါစို့ကိုယ်သွင်းလိုက်တိုင်းဘောလုံးကွင်းရဲ့ကိုယ်တိုင်ကနောက်ကိုငါးကိုက်ဝေးသွားမယ်ဆိုရင်သင်ဘယ်တော့မှဂိုးဝင်မှာမဟုတ်တော့ပါဘူးကျွန်တော်တို့ဘဝမှာလည်းလာသာ10သိန်းရရင်အဆင်ပြေပြီလို့ထင်ခဲ့ပြီးမြဲ10သိန်းရတဲ့အခါဂိုးတိုင်ကို30ရွှေ့လိုက်ကြတယ်30ရတော့50ဒီထပ်ရွှေ့လိုက်တယ်သူများတွေရဲ့လူမှုကွန်ရက်ပေါ်ကဟန်ပြဘဝတွေကိုကြည့်ပြီးကိုယ့်ရဲ့ဂိုးတိုင်ကိုအဆုံးမရှိနောက်ဆိုရင်မောဟိုက်နေကြတာပါဒါဟာနေပါအနာဆိုတဲ့ဘယ်တော့မှမလုံလောက်ခြင်းရဲ့ကျင်းစာပဲဖြစ်ပါတယ်မင်းအတွက်လုံလောက်ပြီဆိုတဲ့မျိုးကိုမင်းကိုယ်တိုင်တတ်မှတ်ထားမဟုတ်ရင်ကဘာကြီးကအဲ့ဒီမျိုးအမြဲရှိကိုရွှေ့နေမှာဒါဆိုရင်စာရေးဆရာမော်ဂန်ဟူစီကဒီအခန်းမှာပါကိုအဓိက message ပေးချင်တာလေသူကရှင်းရှင်းလေးသတိပေးထားပါတယ်မိမိမှာမလိုအပ်တဲ့အရာကိုရရှိဖို့အတွက်မိမိတို့အလွန်အရေးကြီးတဲ့ဂုဏ်သိက္ခာလွတ်လပ်မှုမိသားစုနဲ့စိတ်အေးချမ်းမှုကိုယဉ်ပြီးလောင်းကြည့်မထပ်ပါနဲ့တဲ့ဒီအချက်အပေါ်မှာကျွန်တော်တို့ V5mm အနေဖြင့်ရင်ထဲမှာထိမိသွားတဲ့အတွေးခေါ်အမျှော်မြင် message တစ်ခုရှိပါတယ်အပြိုင်ဆိုင်များလာတဲ့ဒီကေကြီးထဲမှာစစ်မှန်တဲ့တတိဆိုတာသူများထက်ပိုရအောင်လိုက်ပြန်တာမဟုတ်ပါဘူးဘယ်လောက်ဆိုရင်ငါအတွက်လုံလောက်ပြီလေဆိုတာကိုရဲဝင်ဝင်သတ်မှတ်နိုင်ခြင်းပါပဲပိုလိုခြင်းနဲ့စိတ်လောဘကိုရပ်တန့်လိုက်တာဟာအရှုံးပေးလိုက်တာမဟုတ်ပါဘူးကိုမှရှိပြီးသားအရာတွေကိုတန်ဖိုးထားတတ်ပြီးဘဝရဲ့အစစ်မှန်တဲ့ပျော်ရွှင်မှုကိုအရာယူလိုက်တာဖြစ်ပါတယ်ဒီတစ်ခေါက်တော့တစ်ခုတည်းပဲမိပါမယ်တင့်အတွက်လုံလောက်ပြီဆိုတာဘာလဲဥပမာပတ်သက်ဘယ်လောက်ရှိရင်လားစင်ဝင်ငွေဘယ်လောက်ရရင်ဘလို့ဘွားမျိုးနေရရင်ဒီမိကွင်းတွေကိုအလင်းစလုံးမဖြေပါနဲ့တေချာစဉ်းစားပြီးဖြေပေးပါကျွန်တော်အမြင်ဒီမိကွင်းတွေရဲ့အဖြေကတင့်ရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ဘဝရဲ့ဆုံးဖြတ်ချက်တွေကိုနှစ်ပေါင်းများစွာလမ်းညွှန်ပေးနိုင်မယ့်အဖြေဖြစ်လာနိုင်ပါတယ်ကဲဒါဆိုရင်နောက်ထပ်စက္ကန့်ပိုင်းအတွင်းမှာပဲကျွန်တော်တို့chapter 4ကိုဆက်ကြည့်လိုက်ကြရအောင်ဗျာနောက်တစ်ခါမှာစာရေးဆရာကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်ဝိုင်းဖက်ဖက်ရဲ့ကမ္ဘာကျော်လှိုးဝချက်ကိုဖွင့်ပြသွားတော့မှာဖြစ်ပါတယ်ဝိုင်းဖက်ဖက်ကအခုလိုကျော်ချမ်းသာလာတာဟာသူ့စတော့ရှေ့ရရွေးချယ်တာတော်လို့တင်မဟုတ်ပါဘူးသူ့ရဲ့တကယ်အစွမ်းထက်ဆုံးလက်နက်ကတခြားတစ်ခုဖြစ်နေပါတယ်သင်ငွေကြီးတိုးပွားခြင်းအမြင်ကိုအမြင့်ကနေလောက်ခါပြစ်မယ် confounding မယုံနိုင်စရာကောင်းသောပေါင်းဆက်တိုးပွားခြင်းဆိုတဲ့ chapter 4 video ကိုအခုပဲနှိပ်ပြီးဆက်လက်မိဆန်ကြည့်လိုက်ရအောင်ဗျာ